ထဝီသေသဒွါတသေသသဟတကေပိသတတသဟတာနိနမမိတိရသမဟံအဘဂဝါလုကဂင်္ဂအနန္တာနိဗုဒ္ဓဇိနာဧတံဓမိသသံဃိသအာဒရိဏနမမဟံနမကာရနုဘာဝေနဟိတဝါတပိဥပဒဝေအနိကအန္တရာယာပိဝိနတံတုအတေတတောအထဝိတံသုံးမဘဝသုံးလောက၌ညာနာရောင်ပိအောင်ပိသိနှင့်နှကြည့်ရှိစုကုန်သောတံဗုဒ္ဓေသာတဆောင်ပမဉာဏ်ရောင်ဝါဖြင့်သစ္စာပွင့်လင်တရားမင်းတို့ကို၎င်းဒွါတတိသတဟတကေနိဗ္ဗာန်ကိန်းအောင်စမွေလျောင်းသည့်12000ကုန်သောတံဗုဒ္ဓေသာလယောင်ပမဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းပြောင်မြတ်ဘုံကောင်းတို့ကို၎င်းပိသတတသဟတာနိတောင်းတိုက်စัจ java ဝလကုံဝါရောင်ရှိန်ငါသိင်ကုန်သောတံဗုဒ္ဓေသာနိယံပမဉာဏ်ရောင်ဝါဖြင့်သစ္စာလင်းထိန်မြတ်မှုနေတို့ကို၎င်းအဟံဘယတပိတောတိတိရတာဥကောင်းယတနာမြတ်အင်္ဂါဖြင့်နမမိယုတိညုကျူလောမူ၍ရှိခိုးပါ၏ခင်္ဃကင်္ဂယကင်္ဂမြတ်တွင်၌ဝါလူကရှိကြကုန်သောတဲ့တို့သည်အပကနေပါကြကုန်သည်ဟေဗုဒ္ဓဘုဇာသိ၍ငြိမ်ဤတော်မူကြကုန်ပြီသောဇိနာနောက်ရှာပန္လမငါးပြားကိုအရိယာမဘုံရောင်စဖြင့်ချိုးပြတ်လွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တတိချာကနံရည်တွယ်မှန်းလေဆုံးခံတိုင်းမြောက်မရောက်နိုင်ကြကုန်တေစီနီသာတုဘုရားရှင်တို့ကို၎င်း